မင်္ဂလာပါရှင်လိုင်ဇာ TV ရဲ့မြန်မာဘာသာဖြင့်သတင်းတင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီကနေ့ညမှာတော့ KIO အရှိပိုင်းတိုင်းစစ်ဌာနချုပ်ကော်မတီလူကြီးတွေကစစ်ဆောင်ပြည်သူတွေကိုတွားရောက်တွေ့ဆုံတဲ့တဲ့ရှေ့အရောင်စစ်ဆောင်စခန်းမှာ KIO ပါတီအကြောင်းအမြင်ဖွင့်တင်တန်းဖွင့်လှစ်တဲ့တဲ့နဲ့ចောင်းသားចောင်းသူတွေရဲ့လက်မှုပညာပြိုင်ပွဲကျင်းပတဲ့တဲ့တွေကိုတင်ဆက်သွားပါမယ်ကျွန်မကရှယ်မုံပါတိုက်ပွဲတွေကြောင့်ဗမော်မိုးမောက်ကနေမိုင်းကုန်းဘုံအောင်နန်းရွာတွေဘက်ကိုစစ်သိမ်းရှောင်လာတဲ့ပြည်သူတွေကိုဒီကနေ့ဒီဇင်ဘာ14ရက်နေ့မှာ KIO အရှိပိုင်းတိုင်းစစ်ဌာနချုပ်ကော်မတီလူကြီးတွေကတွားရောက်တွေ့ဆုံပြီးလိုအပ်တာတွေကူညီထောက်ပံ့ခဲ့ပါတယ်စစ်ဆောင်ပြည်သူတွေလိုအပ်နေတဲ့အဝတ်အထည်စောင်တွေပေးအပ်ခဲ့ပြီးတော့နေစရာအတွက်မြေနေရာခွဲဝေပေးတာတွေလှုပ်ဆောင်ခဲ့တယ်လို့စစ်ဆောင်ကူညီရေးကော်မတီဥက္ကဋ္ဌဒုကဘာမရိုင်ခွန်ဆိုင်ကပြောပါတယ်ပြည်သူတွေနဲ့တွေ့ဆုံရမှာအရှိပိုင်းတိုင်းစစ်ဌာနချုပ်ကော်မတီရဲ့စစ်ဆောင်ကူညီရေးကော်မတီအဖွဲ့ဝင်တွေမိုင်ကြံရောင်မြို့နယ်အုပ်ချုပ်ရေးမှူးပန်ဒါရေးမှူးနဲ့ကျမရေးဝန်ထမ်းတွေပါဝင်ပြီးတော့စစ်ဆောင်ပြည်သူတွေရဲ့ကျမရေးအခြေအနေတွေကိုမေးမြန်းပြီးဆေးကုသမှုတွေပါလှုပ်ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။မိုင်းကုန်းနဲ့ဘုံအောင်နန်းစစ်ဆောင်စခန်းမှာစစ်ဆောင်ပြည်သူ80ခန့်ရှိတယ်လို့သတင်းထောက်မိုင်ကြံရောင်စလုံးကပေးပို့ထားတာပါ။ရှေ့အရောင်စစ်ဆောင်စခန်းမှာပြည်သူတွေကို KIO ပါတီအကြောင်းအမြင်ဖွင့်တင်တန်းကိုတင်ကြားပို့ချပေးနေပါတယ်။ပါတီအကြောင်းနဲ့နှင်ကွန်မုံမစာအကြောင်းတွေကိုစလန်ကဘာလက်ပောင်တွဲပီစာကပို့ချပေးနေပြီးရှေ့အရောင်စစ်ဆောင်စခန်းကအသက်18နှစ်အထက်လူငယ်တွေတက်ရောက်ကြတယ်လို့သိရပါတယ်။အခုလိုတင်တန်းတွေဖွင့်ရတဲ့အကြောင်းရင်းက KIO ပါတီရဲ့အကြောင်းကိုပိုမိုတိနာလေစေရနဲ့လူငယ်တွေနိုင်ငံရေးအမျိုးသားရေးမှာနှိုးကြားလာစေဖို့ရည်ရွယ်တယ်လို့တာဝန်ရှိသူစလန်ကဘာဂရန်ကမ်အောင်ကပြောပါတယ်ရှိကံဖြင်းရတဲ့ဘန်ကိုအန်ချေဝန်ပုံဒါမျိုးရှာနေပဲငါစနိုချင်းပြေဖုန်ပါတီချငမ်ရှာနေမှနာတရာချက်ဆငယ်ဖုန်ပါတီချက်ဆငယ်ငွန်မုံသာစာချက်ဆငယ်ကျေနာခွန်ခမဲလမ်ငါနောင်ငါဖက်မုံတာတဲမကျော်ရှိစံတဲ့စံလေးကွန်တီစံတဲ့အန်ချန်တဲ့ဘန်ကတာကဖုန်ပါတီရကိုတာတရာချက်ငွန်မုံစာဖက်စာရှင်ဤအချင်းရနမ်တူအန်ချေဘန်ကွန်တီခွနာtăng tuấn tăng tuấn đặt chế anh chế có anh chế sĩ làm chế nhân là bằng cái人跟王做个打呢红船了啦em做cái人跟王做committee mà khôn na cái thế lại cả bằng đất cái con là xong跟王committee để phải tăng lại xong跟王committee con nào có跟王做để phải lại跟王做con nào跟做để宣truyền phải ye tăng tuấn phi à rồi na ၎င်းတင်တန်းကိုဒီဇင်ဘာလ16ရက်နေ့အထိတင်ကြားမှာဖြစ်ပြီးတက်ရောက်သူနေရာဝန်းကျင်ရှိတယ်လို့သတင်းထောက်ဆွန်နူးကပေးပို့ထားပါတယ်။ KIO အနောက်ပိုင်းတိုင်းအမှတ်1တပ်မဟာတနိုင်းမြို့နယ်အောင်လှော့အလေတန်းခွဲကျောင်းမှာကျောင်းသားကျောင်းသူတွေရဲ့လက်မှုပညာပြိုင်ပွဲကိုဒီဇင်ဘာလ23ရက်နေ့ကပြုလုပ်ကျင်းပခဲ့ပါတယ်။ကျောင်းသားတွေအနေနဲ့လက်မှုပညာရက်တွေကိုစိတ်ဝင်စားပြီးဒီထက်အဆင့်မြင့်တဲ့လက်မှုလုပ်ငန်းတွေပညာရက်တွေကိုတီထွင်လုပ်ကင်လာနိုင်ဖို့ရည်ရွယ်ပြီးတော့ပြိုင်ပွဲလုပ်ရခြင်းဖြစ်တယ်လို့ကျောင်းအုပ်ဆရာမကြီးလောင်းရော်ဘောက်ကဆိုပါတယ်။၎င်းပြိုင်ပွဲကိုကျောင်းဝန်ထမ်းတွေကျောင်းသားကျောင်းသူတွေနဲ့ကျောင်းသားမိဘအားလုံး366ဦးပါဝင်ဆင်နွှဲပြီးတော့အကောင်းမွန်ဆုံးကျင်းပခဲ့ကြတယ်လို့သတင်းထောက်စနရှိကပေးပို့ထားပါတယ်။သတင်းတင်ဆက်မှုပြီးဆုံးသွားပါပြီကြည့်ရှုနားဆင်ခဲ့ကြတဲ့မိဘပြည်သူအပေါင်းကိုစိတ်နှဖျားရှင်လန်းချမ်းမြေ့ကြပါစေရှင်ကျေးဇူးတင်ပါတယ်